အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ review လုပ်ပြီးမှဖုန်းကတော့တက္ကနိုစမတ်ကိုရပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတက္ကနိုရဲ့အားနေကြအားတချက်ကိုကျွန်တော်ဒီဗီဒီယိုလေးကိုပြောပြဒီဗီဒီယိုလေးမှာပြောပြတော့မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါဗီဒီယိုလေးအဆုံးထိကြည့်ဖို့မျိုးလေးမှာကျွန်တော်နာမည်ကဒီမျိုးဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပြီးမှဖုန်းကတော့တက္ကနိုစမတ်ကိုရမယ်ဖြစ်ပါတယ်အဲ့ဒီဖုန်းလေးကချစ်ပြီးဝင်နေတဲ့မိုင်းမယ်ဒီလိုလေးတအားမိုင်းမယ်ဟိုးကိုလူဖုန်းကြိုက်လာပြီအဲ့ဒီဖုန်းကတအားကိုမိုင်းပါတယ်ဒီရဲ့ဂိမ်းဆုံးအားကောင်းမယ်ဒီရုပ်ရှင်ကဘာသာကကြည့်ကောင်းမယ်ဒီကင်မရာပိုင်းမှာကောင်းတယ်မကောင်းတာတစ်ခုပဲအဲ့ဒါဘာလဲဆိုတော့ဖုန်းအားဒီဖုန်းကတော့နိုင်လောက်ခိုင်တာနိုင်ခွဲလောက်ပဲခိုင်တယ်ဘယ်လိုလုပ်မလဲဒီဖုန်းလေးပါကျွန်တော်ပါဖြုတ်လို့မယ်နော်ဒီဖုန်းလေးပါဒီဖုန်းလေး CPU ဘက်ကအားကိုကောင်းတယ် graphic ပိုင်းလားရတယ် video activity လားရတယ်ကျွန်တော်နာမည်ကတော့ Leo ပါဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးအဆုံးထိကြည့်လို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအားလုံးပဲကျွန်တော်နာမည်က